င်္ဂလာပါ DBS ကလေးပြန်လည်ကြိုဆိုပါရစေဒီနေ့ကစနေနေ့ရောက်ပြီဆိုတော့ကျွန်တော်တို့ DBS Forest ရဲ့ရွှေ analysis လေးလုပ်ရမယ့်အချိန်ဖြစ်ပါတယ်ဆိုတော့ဒီကြောင်းလေးမပြောခင်ကျွန်တော်တို့9 level coaching program စက်တင်ဘာ1ရက်နေ့စဖို့ရှိပါတယ်ဆိုတော့ဒါလေးကတော့ကျွန်တော်တို့မေးထားတဲ့လူတွေလည်းရှိတဲ့ကြောင့်ကျွန်တော်တို့ဒီမှာ sharing လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စက်တင်ဘာ1ရက်နေ့စမယ် financial market for beginner FMB class ကို free bonus အနေနဲ့ဒီတစ်ခေါက် batch အတွက်ရမယ်ပြီးတော့ကျွန်တော်တို့ရှင်းနေကြလို့ရှိရင်ပေါ့နော်ကျွန်တော်3လအောက်တစ်ချိန်ပဲကျွန်တော်ဖွင့်တော့မယ်အဲ့တော့ quarterly ဖြစ်သွားမယ်ပြီးရင်ကျွန်တော်ပို့ပြီးတော့မှအချိန်ယူမှဖြစ်တဲ့အတွက်ကြောင့်မလို့ fees တွေပါလည်းတိုးသွားဖို့ရှိတယ်အဲ့တော့ဒီနေ့ထဲမှာ join တာတော့အကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့လေဆိုတော့အခုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်အောက်မှာပေးထားတဲ့ Telegram account ကို9 level လို့မေးလိုက်လို့ရပါတယ်ဆိုတော့အခုလောလောဆယ်ကျွန်တော်ရွှေကိုချိန်နေကြည့်ရအောင်ရွှေကအလုံးတိပိတာပေါ့နော်ကျွန်တော်4000မှာသူလာနေချပြီးတော့ကျွန်တော်တို့ဝေ့သွားခဲ့တယ်ဒီမှာ4000ကျွန်တော်တို့ဂျွန်လတလားဇူလိုင်လတလားလုံးလောက်ပေါ့လေဂျွန်လနောက်ဆုံးဘက်ကနေပြီးတော့ဇူလိုင်တလားလုံးလောက်ကိုသူဝေ့သွားတယ်ဩဂတ်လလည်းကြာလဲကြာတော့သူအမှာကျွန်တော်တို့တစ်ချောင်းနဲ့ဖြုံးပြီးထောင်တက်ပြီးတော့အပေါ်တက်ချသွားတဲ့အချိန်မှာအခု4350 line ကိုကျွန်တော်တို့ကြော်ပြီးတော့ဒီအပေါ်ကိုသွားနေတယ်ပေါ့နော်ဆိုတော့အခုတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေ့ရဆိုလို့ရှိရင်4350ကိုကျွန်တော်တို့ဒီမှာဖြတ်လိုက်တယ်အစကကျွန်တော်4333ဆွဲထားတာပေါ့လေဒါပေမဲ့4350ကပို့ပြီးတော့အပေါ်လေးအောက်ရှင်နဲ့ကြိုက်လို့ကျွန်တော်4350လို့ပြောင်းဆွဲထားလိုက်တယ်ပေါ့နော်ဆိုတော့4350ကအခုဒီကောင် break သွားတယ် clean break တော့မဟုတ်ဒါပေမဲ့ break သွားတယ်ပြီးတဲ့အခါမှာနောက်ဆုံးနေ့ Friday တော့မနေ့ရပါဘူးကျွန်တော်တို့ဒီမှာ rejection နဲ့ဒါ hammer ကန်တဲ့ပုံစံမျိုးဒါပေမဲ့ hammer asset တော့မဟုတ်ဘူးဘာလို့လဲကျွန်တော်တို့ထိတ်မှာဒီမှာဟောလေးပါတယ်head ပေါ့နော်ဒီအပေါ်ပိုင်းအရင်ရှိနေတယ်အဲ့တော့ hammer မဟုတ်ဘူးဒါပေမဲ့ stay ပေါ့နော်ကျွန်တော်ကြော်တက်သွားတယ်ပြီးတော့ပြန်လာပြီး reject ပြန်လာလို့တဲ့အနေထားမှာတွေ့ရတယ်အဲ့တော့ကျွန်တော်ထင်တယ်ဒီကနေကျွန်တော်တို့စာပြီးတော့ဒီလိုမျိုး risk ယူလို့ရမယ်ပေါ့နော်ဒါကတေချာပေါ့ဒီလိုတွားမယ်လို့ပြောလို့မရဘူးဒါပေမဲ့ risk ယူလို့ရတဲ့အနေထားတစ်ခုဖြစ်သွားမယ်အဲ့ဘယ်အထိကျွန်တော်တို့ risk ယူလို့ရမလဲကျွန်တော်တို့ပြန်လာနိုင်ခြေရှိတဲ့နေရာတွေကျွန်တော်တို့ကြည့်ကြည့်အောင်ဒီနေရာမှာရှိတဲ့ဒီ zone တစ်ခုရှိတယ်ဒါကကျွန်တော်တို့အကြမ်းမြင့်အဖြစ်ပြောမှဆိုလို့ရှိရင်4940နေရာဖြစ်ပါတယ်เนาะပြီးရင်အဲ့မှာကျွန်တော်တို့ဒီမှာ fair value gap ပေါ့နော် imbalance တစ်ခုရှိနေကြတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကသွားမယ်ဆိုလို့ရှိရင်အဲ့ imbalance တွေက 2R ကွက်တီကိုက်တယ် okay အဲ့တော့ဒါကကျွန်တော်တို့တစ်ချက်စဉ်းစားလို့ရမယ်trade ပုံစံတစ်ခုဖြစ်တယ်ပြီးတော့နောက်တစ်ခု EMA ရနော် EMA ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် EMA ရဆိုလို့ရှိရင်လေ200 EMA ကိုဒီကောင် clean break ဒီလိုမျိုး break သွားနိုင်ပြီးတော့ဒီလိုမျိုးပြန်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါပြောမှဆိုလို့ရှိရင်နည်းနည်းလေးတက်မယ်ဆိုတဲ့ line ကြောင်းကိုကျွန်တော်တို့မြင်နိုင်ပြီပေါ့နော်ဆိုတော့ဒီမှာလည်းကျွန်တော်နောက်ကနေလိုက်လာပြီးတော့ဒီ golden cross ဖြစ်ဖို့ဖြစ်နေတယ် okay အဲ့တော့ market structure အရာကျွန်တော် down trend ရှိနေသေးတယ်ဒါကတော့ဒီလိုကြည့်လိုက်လို့ရှိရင် down trend ရှိနေသေးတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီနေရာဖြစ်တဲ့ဒီကောင်ကိုကျွန်တော်တို့အခုဒီမှာဒီလိုသွားလာရာနေပြီးတော့ဒီလိုဖြစ်နေရာနေဒီလိုပြန်တက်သွားတော့ဒီနေရာကိုပြန်ကျော်နိုင်သွားတာအဲ့တော့ market structure down trend ကနေပြီးတော့ up trend ပြောင်းသွားပြီလို့ဒါ change of character ဖြစ်သွားပြီလို့တချို့တွေလည်းစဉ်းစားလိမ့်မယ်ဗျာအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာအပေါ်ကိုတက်ဖို့အတွက် chance တစ်ခုရှိလာတာပေါ့လေအဲ့တော့အခုဖြစ်နိုင်ကြီးကနော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ imbalance လို့ခေါ်တဲ့နော် fair value ကတစ်ခုကရှိနေသေးတယ်အဲ့တော့ဒီအောက်မှာလည်း imbalance ကြီးတစ်ခုရှိတယ်ဒီကိုပြန်လာပြီးတော့ထောက်ပြီးတော့တက်နိုင်ကြီးလည်းရှိတယ်အဲ့တော့ဒီကောင်က risk နည်းနည်းရှိတယ်ဘာလို့လဲhammer ကန်နေပြီးမဟုတ်ဘူးဒါပေမဲ့ဒီမှာကျွန်တော်တို့ဇုံရှိတယ်ပြီးရင်အောက်မှာ imbalance ကိုလည်းထောက်ထားတာဆိုတော့ risk ယူပြီးတော့ဝင်လို့ရလိမ့်မယ်ဒါပေမဲ့အောက်ကိုရောက်လာပြီးအောက်ကနေမှပြန်ဝင်တာတော့ပို့ပြီးတော့အနေရခင်းတာပေါ့လေတော့ရွှေစည်းကနည်းနည်းပြန်တက်မဲ့ပုံစံကိုကျွန်တော်ကတွေ့နေရအခုအချိန်ဒီမှာဆိုလို့ရှိရင်เนาะ okay အဲ့တော့ဒါလေးကတော့ကျွန်တော်တို့ဒီတစ်ပတ်ရွှေရဲ့ analysis နဲ့ကျွန်တော်တို့ဒါ trade idea လေးဖြစ်ပါတယ်အဲ့တော့ဒီတိုင်းလိုက် trade ကမယ်လို့ကျွန်တော်မဆိုလို့ပါဘူးဒါက very ပြောမှဆိုလို့ရှိရင် very rough idea ဖြစ်ပါတယ်အဲ့တော့ကိုယ့်ကိုစဉ်းစားရမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီ candle ကိုတကယ်တော့မကြိုက်ဘူးဒီ candle နဲ့ဆိုလို့ရှိရင် encouraging လိုဟာမျိုးလှလှလေးနောက်ကျွန်တော်တို့hammer လှလှလေးတခုသာပေါ်ခဲ့ရင်တော့တစ်မျိုးဖြစ်မှာဒီ candle ကိုမကြိုက်ဘူးအဲ့တော့ဒီလိုထောက်ထားပေမဲ့ကျွန်တော်တကယ်မဝင်ပါဘူးစောင့်ကြည့်ပါအောင်မယ်အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်ကြိုးပြီးတော့ပြောချင်တယ်တော့ကြာfinancial advice ပေးသလိုဖြစ်မှာဆိုလို့ပေါ့လေနော်ဒါလေးတော့ရှိပြီ okay အဲ့တော့ဒီဒီပြရရှိပဲကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်9 level program လေးအကြောင်းမင်းနေတယ်ဆိုလို့ရှိရင် Telegram ကနေမေးလို့ရတဲ့အကြောင်းလေးထပ်ပြီးတော့သတိပေးပါရစေကျေးဇူးများကြီးတင်ပါတယ်ငိုဝင်တဲ့နေ့လေးဖြစ်ပါစေ